ရန်ဆိုတာဘေးတင်တွက်ရမှာမဟုတ်ဘူးနတ်ကတော့လုံးရမှာမဟုတ်ဘူးဘိုးတော်လုံးရမှာမဟုတ်ဘူးဟုတ်ပြီလားရန်လုံးရမယ်အလုပ်ဟာပရိယပฏิပတ်ပဲဗုဒ္ဓဟောသွားတယ်လူတွေကိုပရဟိတလုပ်ချင်ရင်ကိုယ့်ရဲ့တီလာကိုအကောင်းဆုံးဖြည့်ခြင်းပြီးတော့တရားတော်မတွေကိုတရားဟောကြားပေးတာဟာဟုတ်ပြီလားအဲ့ဒါမေတ္တာထားတာပဲပရဟိတလုပ်တာပဲဒါရန်ဘဝအတွက်လမ်းညွှန်ချက်ဒီလောက်ပဲရှိတယ်သွားပြီးဘိုးတော်လုံးရမယ်ဘေးတင်တွက်ပြီးတရားမတွေကိုကယ်ရမယ်မဟုတ်ဘူးနော်ဟုတ်တယ်မလားအဲ့ဒါမျိုးတွေလမ်းကြောင်းမမရအောင်တရားတော်မတွေကလည်းအဲ့ဒီလိုမျိုးတွေကိုသတိထားရမယ်နော်ကိုယ်ွယ်မှုမမှားရအောင်နော်ဒါကြောင့်မို့ပစ္စည်းလေးပြလူရှာကြသည်ဗုဒ္ဓဝါဒတို့တိုင်းပြည်အကောင်းကိုသာကိုယ်ွယ်ကြဖို့စိတ်ကနေစာထားရမည်တဲ့တောင်မြို့ဘာသာတိကဆရာတော်ကြီးသာသနာ့ကိုအတ္တတများချစ်တဲ့ဆရာတော်ကြီးကအဲ့ဒီလိုနမ်းညွန်သွားတယ်တရားတော်မတို့ကြားလားဒါကြောင့်မိမိတို့ဟာမိမိတို့ပစ္စည်းလေးပြတွေလူတန်းပြီးတော့ဆရာတင်မှားရင်မိမိတို့ဘဝတွေပြစ္ဆုတ်ပံမှာလည်းနစ်နာမှာတန်တရာမှာလည်းနစ်နာတတ်တယ်နော်ဒါကြောင့်မို့မိမိတို့ဟာမိမိတို့ကိုယ်ကိုယ်ရှိခဲ့တဲ့ဆရာတော်တန်ဃာတော်တွေဆိုတာကိုချင်းတီလာကောင်းပြီးတော့ဗုဒ္ဓရဲ့ဓမ္မဝိနည်းတော်နဲ့အညီပရိယပတိပဲကျင့်သုံးတဲ့ဆရာကောင်းဆရာမြတ်တွေပဲဖြစ်စေရမယ်ဟုတ်ပြီလားဘိုးတော်နတ်ကတော်ဘေးတင်ဆရာတွေတော့သွားပြီးတော့ကိုးကွယ်မှုမမှားစေနဲ့နော်ဘဝတွေဆုံးရှုံးသွားလိမ့်မယ်တရဏဂုံတော်ညစ်နှံသွားလိမ့်မယ်ဟုတ်ပြီလားတတိထားရမယ်ဒါကြောင့်မို့ဦးဇင်းပြောတယ်အခုတရဏဂုံနဲ့၅ပါးတီလာပေးလိုက်တယ်ဒီလိုတဏ္ဍာကုံကိုလုံခြုံဖို့ဆိုတာကံရဲ့အကြောင်းအကျိုးကိုကောင်းစွာယုံကြည်ရတယ်။ကျမ်းမာရေးမကောင်းရင်နတ်ကတော့မေးရမှာလားဆရာဝန်ပြရမှာလားအဲ့ဒါဆရာဝန်ကလမ်းညွှန်တဲ့အတိုင်းမိမိတို့ရဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်းတရားလေးပါးကိုပြုပြင်ရမယ်။ဆရာဝန်ကမှားတိုင်းလည်းမိမိတို့ကပျောက်မှာမဟုတ်သေးဘူး။ဆရာဝန်ကလမ်းညွှန်ပေးတာပဲရှိတယ်။ဆရာဝန်ကိုယ်တိုင်လည်းယောဂဖြစ်တယ်။ဆရာဝန်ကလည်းကိုကံစိတ်ဥတုအာဟာရအကြောင်းတရားလေးပါးနဲ့ညီအောင်နေတတ်ထိုင်တတ်မှဆရာဝန်လည်းကျမ်းပါတယ်ဒီလိုပဲဂိလာနာတွေကလည်းပဲဆရာဝန်ကပေးလိုက်တဲ့လမ်းညွှန်ချက်နဲ့ညီဆေးတွေတောက်ခိုင်းရင်တော့ကိုကလည်းအစားအသောက်အနေတိုင်းဆင်ခြင်မှကျမ်းမာရေးပြန်လဲကောင်းလာတာနားလည်လားဦးဇင်းပြောတာအဲ့ဒါမျိုးဒါကံလို့ခေါ်တယ်အဲ့ဒါပြစ္ဆုတ်ပံကံကောင်းအောင်လုပ်လိုက်တာကံမပစ္စယောမှာအတိတ်ကံပြစ္ဆုတ်ပံကံရှိတယ်အဲ့ဒါပြစ္ဆုတ်ပံကံကိုပြုပြင်လိုက်တာဟုတ်ပြီလားအတိတ်ကံကောင်းအောင်ဆက်လက်ပြီးဒီဘဝကံတွေကောင်းခြင်းတီလာတွေဖြူစင်သွားဖြည့်ခြင်းအလုံးပေါ်မေတ္တာထားဘုရားဂုဏ်တော်တွေဘွားပရိတ်ပဋ္ဌာန်းတွေပူဇော်အားလုံးပေါ်မေတ္တာထားပြီးတော့ကုညီရိုင်းပြီးပြစ္ဆုတ်ပံကံတွေမြင့်တင်တာရောက်တယ်ဒီနေတော့ဖို့လည်းမလိုဘူးနတ်ကတော့မေးဖို့လည်းမလိုဘူးဘိုးတော်ကိုသွားပြီးချင်းကပ်ဖို့လည်းလိုသေးလားမလိုတော့ဘူးလေဟုတ်တယ်မလားအဲ့ဒါပဲတခါကြီးတို့မှသဘောပေါက်ဖို့လိုတယ်